ဒီနေ့ပြောမယ့်ကတော့အဲ့လို Indian movie တကားကွာသူက sports ဟိုလက်ဝဲဟာတာ drama ကားပုံစံမျိုးနဲ့ကွာသူကအဲ့ Bollywood ကားတော့မဟုတ်ဘူးသူကအဲ့ India မှာအဲ့လို industry အများကြီးရှိကွာ movie industry အများကြီးရှိအဲ့ဒါကိုမှသူက Bollywood ကကျအဲ့ Hindi ဆိုတဲ့ language နဲ့ပြောတဲ့အဲ့ main industry ပေါ့လူများရပေါ့ကြည့်ရလူဒီကောင်ကကျအဲ့ဒီအောက်ပိုင်းကဟိုလို Malayalam industry ဆိုတဲ့အဲ့ industry ကထုတ်တဲ့ကားကွာ Malayalam industry ကများတော့ဖြစ်ဒီ COVID နောက်ပိုင်းမှာပိုပြီး mainstream ဖြစ်လာကွာသူတို့ရဲ့ဒီဘယ်လိုပြောမလဲ budget နည်းနည်းနဲ့ဒါပေမဲ့ creative ဖြစ်တယ်ကွာဇလန်းတွေကကောင်းတယ်ပြီးတော့သူတို့ဟိုပေါ့သူတို့ရဲ့ bound တစ်ခုကနေသူတို့ဇလန်းတွေလောက်တယ်ဖန်တီးရအဲ့လိုကနေ mainstream တွေအခုနောက်ပိုင်းအရင်ဖြစ်လာကွာအဲ့လိုကနေတော်တော်ပေါက်တယ်ကွာအခုနောက်ပိုင်းအရင်တော့လည်းသူတို့ဟာတွေကောင်းတယ်ကွာဒါပေမဲ့ online ဟိုဟာ streaming ဟာတွေမရှိကြအဲ့လောက်ထိမတိုးဖောက်ဘူး mainstream ကိုမရောက်ဆိုတဲ့ပုံတော့အခုကျတော့ဒီ streaming ဟာတွေပါတယ်ကြောင့်သူကတော်တော်ရောက်လာကွာအဲ့ online မှာတော်တော်များများလူတွေလည်းတည်တော်တော်လည်းကြည်လာကွာ audience လည်းတော်တော်များလာကွာအခုအဲ့ထက်ကဒီ Alfonso Jim Khan നമ്മളുടെ പ്രഹസനം pronunciation ကတော့အသိမမှန်ဘူးကွာအဲ့ကားဟာကွာဒီဇလန်ရဲ့အချင်းကျော်တော့သူကအဲ့လိုတငယ်ချင်းအုပ်စုတော်ဆိုတော့သူကဒီ10တန်းပုံစံပေါ့18 19မှာအဲ့လိုစောင်းဝဲဖြည့်တယ်စောင်းဝဲမှာကြာသွားတယ်ကွာစောင်းဝဲကြာသူက college ရှောက်လို့မရဘူးအဲ့ဒါမှသူက college ကိုရှောက်ဖို့အတွက် college မှာအဲ့လိုအားကစားရဲ့ဟို scholarship ပုံစံမျိုးပေါ့အဲ့လိုပုံစံခူတာအဲ့လိုကနေသူကရှောက်မယ်ပေါ့အားကစားတစ်ခုခုကနေအဲ့ဒါနဲ့ကျောင်းရှောက်မယ်ဆိုရင်အဲ့လိုလောက်တာကွာအဲ့ဒါနဲ့သူက boxing ကိုရွေးပြီးတော့ boxing train ပြီးတော့အဲ့ဒါနဲ့ဟိုဘောကျောင်းရှောက်ဖို့လုပ်တယ်ကွာအဲ့ဒါ around အဇက်က വരുന്നത് ആംബുലൻസിലാണോ അതോ ചാമ്പ്യൻ ആയിട്ടാണോന്ന് നമുക്ക് കാണാം വിജയ് ചാമ്പ്യൻ ဇကာကြောင့်ပြောမှာဆိုဇကာရိုးရှင်းရှင်းလေးနဲ့ကွာပေါ့ပုံစံနဲ့ကွာလို့ boxing ကားပုံစံမျိုးကွာ boxing sports comedy ပုံစံမျိုးနဲ့ကွာအဲ့ဒါဟိုမှလူငယ်ဆန်ကွာလူငယ်တွေအကြောင်းကွာ18 19အရွယ်တွေဟာတွေအကြောင်းဆိုလူငယ်ဆန်နဲ့ကွာအဲ့လိုဖွင့်ကြောင်းမယ်စော်လိုက်မယ်ပါညာနဲ့အဲ့လိုပုံစံမျိုးနဲ့ကွာဇကာကြီးကအစပိုင်းတော်တော်ရီရတယ်ကွာmain actor ကွာ main actor ဒီyou know Naslim ဆိုတဲ့ character you know သူရဲ့ Premalu ဆိုတဲ့rom com တကားကြည့်ပါအဲ့ကားလည်းတော်တော်ကြိုက်တယ်ကတော့ပေါ့ပါနဲ့ rom com လူငယ် നീ പറയായിരുന്നില്ല ഒരു ഭംഗിക്ക് എന്ത് നിനക്ക് എന്നേക്കാൾ നല്ല പെണ്ണിനെ കിട്ടുന്നു ആ അതിലെനിക്ക് സംശയമുണ്ട് കാരണം എനിക്ക് എന്നെ പറ്റി നല്ല മതി ပေါ့ပါနဲ့တနေ့အရှိရထွက်တာကြည့်လို့ကောင်းတယ်ကွာဟိုအေးစီပေါ့ပါလူငယ်ပုံစံဟာဆိုဒီကားမှာလည်းသူ character လောက်ပါတယ်ဒါပေမဲ့ဒီကားမှာသူ character ကျတော့လည်းဟို play one character လို့ပါလို့နဲ့ကွာဟိုလူရောဟိုသိမလားသူရဲ့ဝါသနာရောဟို commit မလုပ်နိုင်တဲ့ဟာလို့ဘာလို့ပုံစံရီရသူကလာချင်းမှာသူ character ဟာကြီးဟိုစော3-4ယောက်နဲ့ကွာ soft നീ ഇപ്പൊ ആരാ കിസ് ചെയ്തത് ഇപ്പൊ ജോജയ്ക്ക് ഒരാളെ ഇടിച്ചിടാൻ പറ്റും တခြား character တွေလည်းရှိကွာအများကြီးပဲအဲ့လို boxing ဟာတွေနဲ့ကွာတခြား character တချို့ character တွေကြောင့်လည်းဇာကနောက်ကျမှ introduce ဟိုဝင်လာရကွာဇာကမှပါလာရကွာဒါပေမဲ့သူတို့လည်းအဲ့ boxing ဘယ်လိုပြောမလဲ boxing ပွဲနဲ့နောက်ဆုံးမှအချိန်ကောင်းရကွာတယောက်ချင်းစီရလို့ကောင်းဟိုလိုပြရတယ်သူတို့ boxing skill တွေပါတယ်ဟိုဒီတိုင်းမှာပြင်းလို့ဆိုကြည့်လိုက်ပေါ့ပုံစံနဲ့ပေါ့ကြည့်ရင်လည်းသူရိုက်ထားရတယ်ကောင်းတယ်ကွာသူတို့အဲ့ကင်မရာနဲ့ကစားထားကွာအဲ့ boxing အပိုင်းနေရောက်ဆိုဇာကတဝက်လောက်ကနေစနောက်ဆုံးအကုန်လုံးနီးရ boxing အဲ့ပွဲဟာပဲကွာအဲ့ဟာဇာဟိုလိုကွာ boxing ဆိုတော့လည်းလုံးဝ serious ဖြစ်လာဆိုလည်းမဟုတ်ကွာဇာကအဲ့မှာအဲ့ main character ကောင်ကအဲ့လိုကွာနည်းနည်းပြောင်းဆက်ကောင်ဆိုတော့အဲ့လိုဘယ်လိုပြောလဲသူအဲ့မှာ comedy scene တွေပါကွာသူကလည်းသူရီရတဲ့ဟာလှုပ်တဲ့ဟာတွေကကွာပြီးတော့ဟိုလိုဟာတာဆန်တော့လေဟိုပေါ်သွားလားဆိုလည်းမဟုတ်ပါသူကလည်းသူ serious ဟာလည်းရှိရကွာခက်ဟိုကွာအဲ့လိုပေါ့တခြား character တွေပါနေတချို့ကိစ္စတွေကွာပြီးရင်အဲ့ခုနပြောသလိုပေါ့ boxing scene တွေကိုရိုက်တာလည်းတော်တော်မှတယ်ကွာကင်မရာနဲ့ကစားကင်မရာအသေးဟိုလိုဟိုရန်ဒီရပြီးရင်ဟိုဘက်လက်ဒီဘက်လက်အဲ့လိုကွာတော်တော်ကစားပြီးရင်တချင်းနဲ့လည်းတော်တော်ကစားတာကွာတချင်းနဲ့လည်းတော်တော်ကောင်းတယ်ကွာနောက်ခံတချင်းတွေအဲ့လိုအဲ့ boxing scene တွေမှာ high ပေးရကွာဟိုလုံးဝကြည့်ရတာကွာပြီးရင်အဲ့ main လေးအုပ်စုလည်းရှိကွာပြိုင်နေတာ main လေးအုပ်စုကလည်းတယောက်အဲ့ main တယောက်ဟာရိုက်တာတော်တော်မိုက်တော်တော်မိုက်ဆိုအဲ့လိုရိုက်တာမိုက်တယ်ကွာအဲ့လိုအဲ့ main character လည်းကြွေသွားတဲ့အခါအဲ့ဒီဟာကြည့်ပြီးတော့ဟာဒီကားကိုအဲ့လိုဒီကားအဲ့လို style ကမိုက်တယ်ကွာနောက်ပိုင်းအဲ့လိုရိုက်ထားတဲ့ဟာတွေလို့ပါလို့ဆိုလဲပြီးတော့ဒီကားရဲ့ director ကလည်းအရင်သူဒီကားမတိုင်ခင်အရှိတကားလည်းအဲ့လိုပဲကွာထလူမလားရှင်တယ်အဲ့ကလည်းလုံးဝအဲ့လို stylize ကွာ style နဲ့အဲ့လိုပေါ့ music နဲ့ကစားပြီး camera နဲ့ကစားပြီးတော့လုပ်ထားပါ
အကောက်လည်းခုထိကောင်းကောင်းမကြည့်ရသေးကွာအဲ့လိုဟို reel လို့ဘာလို့ကနေပဲကွာအဓိက edit တင်နေကွာသူ style ဟာကိုပဲအဓိကကြည့်ရတယ်ကွာဇကားဘယ်လိုလဲတော့မကြည့်ရဒါပေမဲ့ style ဟာတော့ပုံစံတော့ mic တယ်ကွာကင်မရာနဲ့တော်တော်ကစားထားကွာအဲ့ဒါပဲကွာအဲ့လို budget နဲ့ဆိုရင်လူကအဲ့လိုဟိုတကူနဲ့ကစားလို့ရတယ်ကွာကင်မရာနဲ့ကစားတချင်းတွေ music တွေနဲ့ကစားပြီးဟိုဟာဒီဟာနဲ့ကွာအဲ့လို creative ဖြစ်လို့ရတယ်ကွာဟိုလို overall ပြောရရင်တော့ဒီကဘယ်လိုပြောမလဲအဲ့ပေါ့ဘာနဲ့ကွာလူငယ်ဆန်ဆန်ကားကွာအေးစစ်စစ်ဟိုလိုပေါ့အရန်ကြီးနဲ့ serious မဖြစ်ဟိုလိုအရန်ကြီးနဲ့ပေါ်တော်မဟုတ်ကွာဒီကအပြင်းပြေ sports ဆန်ဆန်အားကစားစိတ်တက်လည်းနည်းနည်းပေါ်တက်ကြွတယ်ကွာ boxing တော့ဘာလို့ဆိုစိတ်ဝင်စားရလို့ဆိုလဲကြိုက်ရင်ကြိုက်မှာကွာပြီးတော့ခုနပြောသလိုကွာ style နဲ့လောက်ထားရင်ပဲ boxing scene ညာလည်းဟိုလို realistic ဖြစ်တယ်ကွာဟိုလိုကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့ထိုးရင်လူကဟိုဘယ်လိုဟိုလိုလွင့်ဒီလိုလည်းအဲ့လိုလည်းမဟုတ်ပါဒါပေမဲ့ तू က style နဲ့တော့ပြတယ်ကွာဟိုလိုထိုးရအောင်လဲ slow motion တွေနဲ့ပြင် camera တွေဟိုဘက်ဒီဘက်တွေပါတယ်ပြင် music နဲ့ကစားပြီးအဲ့လိုကြိုက်ထားတော့ mic တယ်ကွာအဲ့တော့ဒီတိုင်းလူငယ်ဆန်တဲ့ကကြည့်ချင်တော့ဒီကောင်ကောင်းတယ်ကွာဒီကောင်လည်းအဲ့ sports ကတရားမတိုင်းကဟိုနေ့က F1 ကြည့်ရလဲ mic တယ် F1 နဲ့အဲ့လို sports ဟာပဲပြောလို့ရပါဘူးပြိုင်ပွဲဟာကြည့်ငကားလောက်အဲ့ဒီပြိုင်ပွဲ feeling ကတော့ဟိုပေးရကွာ F1 ကတော့ပို့ပေးရပါ F1 ကတော့လုံးဝအဲ့ cinematic experience အတွက်ပဲဆိုရင်တော့အဲဆိုတော့ဒီ video ကတော့ဒီလောက်ပဲပေါ့ യവന്മാര് പോരളിയാ പോരെന്ന് പറഞ്ഞാൽ തീരെ 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 പോരാ